관심사 제로 발에서 세원사 관심사 저가 가자로ဝင်စားရလို့ကိုစိတ်ဝင်စားတဲ့အလုပ်ဟုတ်ပြီနော်ကိုရဲ့တနည်းအားဖြင့်ကိုဝါသနာပါတဲ့လုပ်ဆိုတဲ့အတူတူပါပဲဟုတ်နော်စိတ်ဝင်စားတာဟုတ်နော်အဲ့တော့ဒီမှာဆိုရင်ခွန်ရှင်းမိအီတာဆိုရင်စိတ်ဝင်စားမှုကအီတာရှိသည်ဆိုတဲ့ buff နဲ့တွေ့တာတော့အတူတူပဲပေါ့စိတ်ဝင်စားခြင်းရှိသည်ဆိုစိတ်ဝင်စားသည်ပဲပေါ့ဟုတ်နော်ဒီမှာရှိသည်ဆိုတဲ့ရေးထားရတယ်မှန်ပဲအတူတူပဲနော်အဲ့တော့ခွန်ရှင်းမိ of တာဆိုတော့စိတ်မဝင်စားဘူးဆိုတဲ့အဓိပ္ပာယ်ဟုတ်နော်စိတ်ဝင်စားမှုမရှိဘူးဆိုတဲ့အဓိပ္ပာယ်နောက်တစ်ခါကျတော့ခွန်လိဘီယုံခွန်လိဟာတာဆိုတာထိမ့်သိမ့်သည်ဆိုတဲ့အဓိပ္ပာယ်ထိမ့်သိမ့်စီဆိုတဲ့အဓိပ္ပာယ်ဘီယုံကကြောင့်ကျွန်တော်အတုံးစရိတ်အဲ့နှစ်ခုပေါင်းထားလိုက်ဆိုခွန်လိဘီယုံဆိုတော့ထိမ့်သိမ့်စရိတ်ဆိုပြီးတော့ကျွန်တော်ကဖြစ်သွားတာလိဟာတာအောက်မှာလည်းပါတယ်ကြီးကြက်တီတနည်းအားဖြင့်ထိမ့်သိမ့်တီ manage လုပ်တယ်လို့အဓိပ္ပာယ်ရတယ်ကြီးကြက်ထိမ့်သိမ့်တီ manage ကစီမံခန့်ခွဲတီကြီးကြက်တီထိမ့်သိမ့်တီအတူတူပဲကြိုက်တဲ့ဟာပြန်လို့ရမြန်မာလိုမှာအဓိပ္ပာယ်အများကြီးရှိရ manage မှာလေအဲ့ဒါကြောင့်မလို့ခွန်လိဟာတာအခုနောက်တစ်ခါခွန်ကိုကျွန်တော်တီးပြီးသားကြော်ညာခွန်ကိုပြီးဆိုတာကြော်ညာတရိပ် B ဆိုတာ B ရုံးကနေလာတာအတုံးစရိတ်ဆိုတဲ့စကားလုံးကနေလာတာအဲ့တော့ခွန်ကို plus အဲ့ B ရုံးကနေ B လေးကိုယူလိုက်တယ်အဲ့တော့မှခွန်ကို B လို့တကယ်လို့ကပေါင်းလိုက်တယ်ဗာလဲဆိုတော့ကကြတော့ပေါင်းဆက်ကိရိယာပုံsorry ပေါင်းဆက်နံပုံစံလေးတကယ်တော့တုံးသွားတာဟုတ်ပြီနော်ဒါကြောင့်မလို့ကြော်ညာစရိတ်လို့ထိပေးရတယ်ခွန်ကိုတဲ့နေတာဆိုရင်ကြော်ညာထည့်တယ်ကြော်ညာရိုက်တယ်ဆိုရင်အတိတ်ပဲပေါ့နော်အဲ့တော့ခွန်ကိုဒီယိုဆိုရင်ကြော်ညာကအတူတူပဲခွန်ကိုပြီးအဲ့တော့ကွမ်ကိုပီဆိုတာကြော်ညာရိုက်တဲ့အခါမှာဟုတ်တော့ကြော်ညာတွေအဲ့မှာထားကြော်ညာရိုက်တာဖြစ်ဖြစ်ဒီလိုတစ်ခုခုလုပ်တဲ့အခါမှာတုံးတဲ့အကုန်ကြစိအဲ့တော့ခွမ်ကိုဒီကကြော်ညာကအဲ့တော့ကြော်ညာကဆိုတာဘာကိုပြောချင်တာလဲဆိုတော့ချေတို့က TV ကိုသွားပြီးတော့ကြော်ညာခိုင်းတာဖြစ်ဖြစ်ဟုတ်တော့ချေတို့က application မှာထည့်ပြီးကြော်ညာခိုင်းတာဖြစ်ဖြစ် Facebook မှာကြော်ညာခိုင်းတာဖြစ်ဖြစ်ဒါမှမဟုတ် TikTok မှာကြော်ညာခိုင်းတာဖြစ်ဖြစ်ဒါမှမဟုတ်တရားကိုငှားပြီးတော့ကြော်ညာခိုင်းတာဖြစ်ဖြစ်ကိုခွမ်ကိုဒီလို့ခေါ်တာဟုတ်တော့ကြော်ညာကလို့ပြောတယ်နောက်တစ်ခါကျတော့ခွမ်ကို off ကကြော်ညာလုပ်ငန်း off ကကြတော့ off မှုဟုတ်နော် off မှုလုပ်ငန်းဆိုတဲ့ဒီဆန်းော့ဟုတ်နော်လုပ်ငန်းဆိုတဲ့အဲ့ဒီ off ကနေပြီးတော့ချေတို့ကယူသုံးလိုက်တာတော့ခွန်ကို off ကကြတော့ကြော်ညာလုပ်ငန်းဖြစ်သွားတယ်ခွန်ကိုမူးငါကြတော့ကျတို့ကကြော်ညာစာဖြစ်သွားတယ်ခွန်ကိုကြည်ကြတော့ကြော်ညာစာရွက်ဖြစ်သွားတယ်ဟုတ်နော်အဲ့တော့နောက်တစ်ခါကျတော့ခမ်ဆိုဟာတာကယော်နေတယ်ဆိုတဲ့အတိတ်ပဲဂျင်ကဟာတာတိုးပွားလာတဲ့ဆိုတဲ့အတိတ်ပဲဒီနှစ်ခုအတိထားရမယ်နော်ဒီခမ်ဆိုဆို감소 하다에 진가 하다에 알리 어 topic 의 writing နံပါတ်53မှာတွေ့ရအများဆုံးဖြစ်မဲ့စကားလုံးဖြစ်တယ်ဒီနှစ်ခုမတိလို့မရအောင်ဒီတစ်ခုကိုမြဲမြဲဆွဲထားအောင်မှတ်ထားရမယ် 감소 하다 ရော့နေဒီတိုးရော့သွားဒီ decrease ဖြစ်သွားတယ်ဆိုတဲ့အတိတ်ပဲဟုတ်နော်ရော့ကျသွားပြီဆိုတဲ့အတိတ်ပဲ 진가 하다 ကြောင့်တိုးတက်လာသည် increase ဖြစ်သွားတယ်ဆိုတဲ့အတိတ်ပဲအဲ့နှစ်ခုကကျတို့အမြဲသိရမယ်53တင်ပြီးသားဟုတ်နော် writing တင်ပြီးသားသူတွေသိလိမ့်မယ် writing မှာဆိုဒီနှစ်ခုအမြဲတမ်းတွေ့ရလိမ့်မယ်အဲ့တော့ဒီစကားလုံးတွေကိုကျတို့ကဖတ်ကြည့်ရအောင်တစ်ခါကိုတစ်လုံးနှစ်ကြောင်းစီနှစ်ခေါက်စီလောက်ဖတ်ရအောင် 관심사 세우다지 알로 관심이 있다 세운다 무시디 관심이 있다 세운다 무시디 관심이 없다 세운다 무시디바 관심이 없다 세운다 무시디바 관리비용 대지의 관리비용 세내지의 관리하다 지자디 관리하다 지자디 광고전야 광고비 전야세의 광고비 전야세의 광고내다 전야태디 광고는 내라 전야태디 광고류 전야가 광고류 전야가 광고 전야롱아 광고 전야롱아 광고 전야사 광고 전야사 광고지 전야사여 광고지 전야사여 간소하라 연애디 간소하라 연애디 종가하라 도와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 디 အဲ့လိုက်ဖတ်ကြနော်ကောလောအိုလာခါသာဆိုတာကျတော့တက်သွားတယ်အဲ့တော့နေတော့ခါသာဆိုတာဆင်းသွားတယ်တက်သွားတယ်ဆိုတာကျတော့လူကိုယ်တိုင်တက်သွားတယ်ပြောချင်တယ်ဟိုမှာပစ္စည်းရဲ့ဈေးနှုန်းတွေရုတ်တရက်ထိုးတက်သွားတာမျိုးကိုပြီးတော့ဆင်းသွားတာမျိုးဒါလည်းတူတူပဲ53မှာအများဆုံးတွေ့ရမယ်ဟာနော်အိုလာခါသာနေတော့ခါသာဆိုတာဟာကျတော့သုံးလို့ရတယ်နောက်တစ်ခါကျတော့တော်တော်ကြည်တာဆိုတာပြုတ်ကျသွားတယ်ဆိုတဲ့အဓိပ္ပာယ်နော်ရောကျသွားတယ်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်ဒါကအိုရတာတက်တာနေရီတာကျဆင်းတာဟုတ်ပြီနော်အဲ့တော့အိုလာခါတာနဲ့အိုရတာတက်တာဟုတ်ပြီနော်အိုလာခါတာဆိုတာတက်သွားတာဟုတ်နော်အိုရတာတက်တယ်ဟုတ်နော်နေရီတာဆိုတာကျတယ်ဆင်းတယ်နေတော့ခါတာကျကျဆင်းသွားတယ်ဆိုတဲ့အဓိပ္ပာယ်မြန်မာမှာလည်းအဲ့လိုနှမျိုးတောင်ရှိရလေအဲ့တိုင်းပဲအဲ့သဘောတရားတိုင်းပဲအတူတူပဲတစ်ထက်တည်းယူဆလို့ရတယ်ဟုတ်ပြီနော်နောက်တစ်ခါကျတော့ဆန်းစင်းကတာညင့်တက်တယ်ဆိုတဲ့အဓိပ္ပာယ်ဟာရခါတာပြုတ်ကြတယ်ကြာစင်းနေဆိုတဲ့အဓိပ္ပာယ်ချောင်းကြောင်ခွန်ကြောင်ကြတော့ရှုမြောက်ကြီးအဲ့ဒါဘယ်ကနေလာလဲတိလားခွန်ကွမ်းနာတာဆိုတဲ့စကားလုံးခွန်ကွမ်းကနေပြီးတော့ဒီဖုန်ကြောင်ကနေပြီးတော့ကျတို့လာတယ်ခေါင်းချီဆိုတဲ့ဟာဟုတ်နော်ခေါင်းချီတို့မို့ဖုန်ကြောင်ကနေပြီးတော့အဲ့နှစ်ခုပေါင်းလိုက်တာခွန်ကြောင်အတူတူပဲရှုခင်းမြင်ခွေရှုမြောက်ခင်းပဲကိုရောဟာတာထွေသွင်းစဉ်းစားတယ်နောက်တစ်ခါကျတော့ကိုကဲစန်တာတော့ကျတို့သိပြီလားကိုကဲဆို where you do စန်တာတော့ CNT ရစန်တာကိုငွေကြားစကားလုံးအနေနဲ့သုံးထားတာ where you do ဝန်ဆောင်မှုစန်တာပေါ့နော် service center ဆိုတဲ့အဓိပ္ပာယ်ပါနော်အဲ့တော့ကိုကဲညင်းကကျတို့ where you do ခါလေးငါတာဖြစ်နိုင်ခြေရှိတယ်ခါနဲ့ဖြစ်နိုင်ခြေခါနဲ့ဆောင်ဖြစ်နိုင်စွမ်းလုံနိုင်စွမ်းအဲ့ဒါတွေကကျတို့ကအဲ့ဒါတွေတိပြီးသားဖြစ်ပါလိမ့်မယ်နော်ဒါဆိုရင်ဒီကောင်လေးလည်းကျတို့ဖတ်ကြည့်အောင်နှစ်ခေါက်စီလုပ်ပါအောင်
Ola gada tetwadi, ola gada tetwadi, nelio gada sindwadi, nelio gada sindwadi. Toro jita jo jadwadi, toro jita jo jadwadi. Toro ta teti, oro ta teti, neli gaja sindi, neli gaja di sindi. Senson hara mintadi, senson hara mintadi. Hara kara pichadi ja sindi, hara kara pichadi ja sindi. Wangia mingwe shu mingwe, wangia mingwe shu mingwe. Yo hara tete sisadi, yo hara tete sisadi. Wedu kamu senda. Nen wedu bukan nen wedu. Pina jesi di, kano hara pina jesi di, kano pina jesi, pina jesi, kano sam pina jesi lo na jo, kano sam jo lo na jo.